လူယုံမာတွေဟာအစင်းမြင့်တဲ့အလောက်ကိုင်းနဲ့ဆွဲဆောင်မှုရှိတဲ့မိန်းကလေးချို့ကိုလှည့်စားခဲ့ပါတယ်။ဆက်လက်ပြီးသူတို့စီကဆက်သွယ်ရေးကိရိယာအားလုံးကိုအနှံဖို့လဲလိမ်လည်တောင်းဆိုခဲ့တာပါ။အဲ့ဒီနောက်ဆရာဝန်တယောက်ကလှုပ်ဝက်ဆန်းကျဲတဲ့အရေးတစ်ပုဒ်ကိုထုတ်ယူလိုက်ပါတယ်။ပြီးတော့အဲ့ဒီအရေးကိုအမျိုးသမီးရဲ့ခန္ဓာကိုယ်ထဲထိုးသွင်းဖို့ကြိုးစားခဲ့တယ်။ဒါကိုမြင်တော့မှလူစုဟာလှည့်စားခံလိုက်ရမှန်းသိသွားပါတော့တယ်။ဆေးဝါးရဲ့အာနိသင်ကြောင့်အမျိုးသမီးရဲ့ခန္ဓာကိုယ်ဟာတုန်တက်လာပြီးအသက်ရှူရခက်ခဲလာခဲ့ပါတယ်။ဒါပေမဲ့တခြားအရေးတစ်ခုကိုထပ်မံထိုးသွင်းလိုက်တဲ့အခါအမျိုးသမီးဟာချက်ချင်းဆိုသလိုပုံမှန်အတိုင်းပြန်ဖြစ်သွားခဲ့တယ်။ဒါပေမဲ့ဓာပြတွေဝမ်းသာဖို့အချိန်မရလိုက်ပါဘူး။အမျိုးသမီးဟာရုတ်တရက်ပါးစပ်ကအမြုပ်တွေထွက်ပြီးလဲကျသွားလို့ပါ။ဆရာဝန်ကဘလောက်ပဲကုသပေးထိရောက်မှုမရှိခဲ့ပါဘူး။ယင်းနှမြုပ်နှံမှုပမာဏ3,000 ကျော်ရှိတဲ့စီမံကိန်းကြီးထပ်မံကျရှုံးသွားတာကိုကြည့်ပြီးယင်းနှမြုပ်နှံသူတွေဘက်ကပြင်းပြင်းထန်ထန်ဆဲဆိုပါတော့တယ်။ဒါပေမဲ့လူယုံမာအဖွဲ့ရဲ့ခေါင်းဆောင်ကတော့အလွန်ပဲတည်ငြိမ်နေခဲ့ပါတယ်။ပြီးတော့တခြားအမျိုးသမီးတစ်ယောက်နဲ့ထပ်မံစမ်းသပ်ဖို့အမိန့်ပေးလိုက်တယ်။အဲ့ဒီအချိန်မှာပဲရဲတပ်ဖွဲ့ကအခင်းဖြစ်နေရာကိုရောက်ရှိလာခဲ့ပါတယ်။ရန်သူရဲ့ပြစ်မှုဆိုင်ရာတပ်တွေအထောက်အထားတွေကိုလက်ဝယ်ရရှိထားပြီးဖြစ်ကြောင်းလည်းထုတ်ဖော်ပြောကြားလိုက်တယ်။ဒါကိုကြားပေမဲ့လည်းခေါင်းဆောင်ဖြစ်သူကလုံးဝမကြောက်ရွံ့ပဲ